စင်းတော့မပြေဘူးဗျာအကွဲသွားပြီကွဲသွားလဲဆိုတော့ကြီးစားနဲ့ကွဲရလည်းမဟုတ်ဘူးနော်တဲကွဲရလည်းမဟုတ်ဘူးဘာလို့ဆိုကျွန်တော်ဖုန်းကွဲသွားပြီပါတယ်ဆိုတော့ဖုန်းလေးပြမယ်ပေါ့နော်ကျွန်တော်လွန်ခဲ့တဲ့ Songgram မှာတကယ်ချင်းနေနဲ့ရှီကစားတာများပြီးတော့နော်ကဲတာနည်းနည်းများပြီးတော့ကျွန်တော်ဖုန်းကွဲသွားပါတယ်အဲ့တော့ဒီနေ့ဖုန်းလာပြင်တာပါဖုန်းပြင်ဖို့စဉ်းစားတဲ့အချိန်မှာအပြင်ဆိုင်ဒီမှာဆိုရင်ဈေးရတစ်ဆိုင်တစ်မျိုးဖြစ်နေပြီးတော့ privacy ကလည်းစိတ်မချပါဘူးဒါကြောင့်ပစ္စည်းလဲမှန်ဈေးလဲမှန်နဲ့ကျွန်တော်အရင်ကပြင်မှုရဲ phone off မှာပဲပြင်ဖို့အတွက်ဆိုင်အောင်လာခဲ့ပါတယ် phone off မှာဆိုရင်ဖုန်းတွေ iPad တွေ laptop တွေအပြင်အောင်မှာသူတို့နဲ့ပတ်သက်ပြီးတော့ပေါ့နော်သုံးလို့ရတဲ့ accessory ပစ္စည်းအများကြီးရှိတယ် cover လည်းရှိတယ် charging jack တွေရှိတယ် AirPod တွေရှိတယ်ပြီးတော့ကျတော့ AirPod case တွေပေါ့နော်အဲ့လိုမျိုး accessory တွေလိုချင်လဲ phone off မှာလာဝယ်လို့ရပါတယ်ဆိုင်အောင်လာရင်လည်းတိလာရတဲ့ promotion လေးတစ်ခုရှိတယ် phone off မှာဖုန်းရေဝင်လို့ပြင်ကျင်နေဆိုရင် liquid cleansing ကို300ရရင်တော့ off promotion ချနေပါတယ်အဲ့တော့ကျွန်တော်ဗီဒီယိုကြည့်နေတဲ့ညီကိုမောင်နှမတွေထဲမှာ Songgram မှာကျွန်တော်တို့ကင်းနဲ့ဖုန်းထဲကိုရေဝင်သွားလို့စိတ်ညစ်နေတဲ့လူရှိအိတ်စာလေးကကြောက်ဘယ်နားမှာရှိလဲဆိုရင်ဘန်ကောက်ဒီ BTS အစိမ်းလိုင်းပေါ့နော် Pragnant BTS ရဲ့ Exit 4ကနေဆင်းလိုက်မယ်ဆိုရင်ဒီမှာ Summer Hill ဆိုတဲ့ shopping mall ရှိရပေါ့နော်အဲ့ shopping mall ရဲ့ဒုတိယတက်မှာ phone off ဆိုင်လေးရှိပါတယ်အဲ့တော့လာပြင်ကျင်နေဆိုရင်ဘန်ကောက်ကအမျိုးတွေလာပြင်လို့ရပါတယ်ဖုန်းပြင်နေတဲ့အချိန်မှာလည်းဖုန်း passcode ပေးထားကြမလို့တဲ့အတွက်ကြောင့်မလို့ privacy အတွက်စိတ်ချပါတယ်ကျွန်တော်ဖုန်းကတော့ backless တစ်ခုပဲကွဲသွားတယ်မလို့2290ပဲကြာပါတယ် charging ကလည်းနိုင်ဝက်ဝင်ကျင်လေးပဲကြာရပါတော့ဒီလိုမျိုးဖုန်းပြင်နေတဲ့အချိန်မှာလည်း phone off ဆိုင်ပေးနာမှာ AC ချလို့ရတဲ့မြန်မာလက်ဖေးဆိုင်လေးပါရှိတော့အဆင်ပြေတာပေါ့ဖုန်းပြင်တာပြင်ရတဲ့အခါမှာလည်းဆိုင်ရအမဖုန်းပြင်ဆင်ထားတဲ့ detail လေးကိုရှင်းပြပါတယ်Okay အခုဆိုရင်ကျွန်တော်ဖုန်းလေးပြင်လုပ်ပြီးပါပြီဒါကတော့ကျွန်တော်ရင်တော့ကွဲရတဲ့ backless ပေါ့နော်ဒါကတော့ backless အသစ်လေးကတ်ထားပြီးပါတယ်ဆိုတော့အချိန်နဲ့ခဏလေးပဲကြာပါတယ်အဲ့တော့ဖုန်းပြင်ပြီးသွားပါပြီဒါကြောင့်မလို့ဖုန်းပြင်ချင်တာဖြစ်ဖြစ်ဝယ်ချင်တာဖြစ်ဖြစ်ရောင်းချင်တာဖြစ်ဖြစ်ဖုန်း off မှာအကုန်လုပ်လို့ရပါတယ်ဒီနေ့ဖုန်းပြင်တဲ့ vlog လေးကတော့ဒီလောက်ပါပဲဒါကြောင့်မလို့ကျွန်တော်ဖုန်းပြင်ချင်တဲ့လူရှိရင်ဖုန်းမှာလာပြင်လို့ရပါတယ်ဆိုတော့နောက်ဗီဒီယိုမှာပြန်တွေ့ရအောင်မယ် bye bye ပါ